ပုံမှန်တိုင်းလေးပဲနေ့တိုင်းပုံမှန်ထည့်သွားတယ်အဲ့လိုမျိုး ခုဒါဆိုဒွဲစဉ်သဘောပေါက်ဒီ90လူလာရင်3သိန်းလူလာနေကဘာမှမထူပြသရာစိတ်ကတာအကြီးကအဲကြောင့်တချို့ဆိုရင်ပတ်စံမရှိတဲ့လူတွေပါညာဆိုတခြား90ဆိုဘယ်သွားလူပါမလဲနော် ဟုတ်တယ် အဲကြောင့်ဒီထက်ကို90အလူကံပုံကိုကြီးကိုရင်ရောက်နေတာကိုကစိတ်လေးကိုညှို့ပြီးတော့လေ ဟုတ်တယ်ဟုတ်တယ် ထောက်ပံ့နေတဲ့စိတ်လေးညှို့ပြီးတော့လူအကျိုးများတာမင်္ဂလာပါရှင် မင်္ဂလာ ဒါတော့ရို့ထောက်ပံ့လို့တဲ့စိတ်နဲ့လေကိုယ်စိတ်ရမှာတက်ကြောကြောနဲ့ဟုတ်လား ဟုတ် တခါမှလည်းပကုတ်ကူဆိုရဲတိမှမဟုတ်ဘူးဒါပေမဲ့လည်းတာနာတို့ထောက်ပံ့ခြင်းတဲ့စိတ်ကတအားဟိုဘာဖြစ်နေသွားနိုင်တယ်လို့ထည့်ထားပြီးပြတာဒါဆိုရင်ဒီနေ့မှာကုသိုလ်အကျင့်ကြီးတွေအများကြီးဖြစ်နေတာလေကျွန်တော်တို့ကအဲ့ဒါလေးတွေကြည့်ပြီးတယ်ဒေါ်ကြီးစင်စိတ်တက်လေးကိုကျွန်တော်တို့ကဒါကိုကြည့်ပြီးတော့လည်းချီးကျူးမိတာပေါ့နော် ဟုတ် ကျွန်တော်တို့တောင်ဒေါ်ကြီးစင်လို့အဲ့လိုလေးမလူဖြစ်ပါဘူးဒါအမှန်တိုင်းဝန်ခံတာပါ ပါရှင်ဥက္ကဋ္ဌဦးလင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင် ဟုတ်နဲ့တကွာပေါ့နော်အတင်းသူတင်းသားများအတွင်းမှုပေါ့လုံးမှုဆောင်အဖွဲ့ပေါ့နော်နောက်ပြီးတော့ဒီလိပ်ပံစောဖြစ်တဲ့ဒီစုဘူးလေးတွေကိုဟိုဆက်သွယ်ပေးတာပေါ့နော်ကိုနိုင်လို့လူသားစုလည်းအမအများကြီးကျေးဇူးတင်တယ် ပုဂ္ဂိုလ်မျိုးသာသနာစကားပဝတ္တကအသိရဲ့တာမဏိကျော်အလှမှာအလှရှင်ပေါ့နော်လူရှင်တူဖြစ်တဲ့ဒေါ်အေးစိန်တို့မိသားစုကနေပြီးတော့ပထမစုဘူးအမှန်9ခွန်ကနေပြီးတော့အလှငွေ91,955ကျပ်နောက်ဒုတိယစုဘူးအမှန်9319ကနေပြီးတော့အလှငွေ48,260စုစုပေါင်းအလှငွေ3,35ကျပ်ကိုထူထမ်းတော့ပါတယ်အလှရှင်အေးစိန်သမီးမအေးခိုင်မှုတို့မိသားစုလည်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးလူရင်းဆန္ဒတွေပြည့်ဝကြပါစေ။ပြီးမကုန်သူရမခံပေါ့နော်။ဘယ်တော့မှရှိကြပါကဲ့သို့ဖွင့်လန်းနိုင်ပါစေလို့ဆုမကောင်းတောင်းပေးပါလေရှင်။ ပြီးတဲ့စနစ်ပြည့်စုံပါစေမှာပဲ ဟုတ်ပါရှင်။ဒါတော့ဖြစ်ပိုင်းလေးပါ။ She might say, "Good,